Hello အားလုံးပဲမင်္ဂလာပါခင်ဗျာ main Burmese blog ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ကျွန်တော်လိုက်ပြပေးမှာကတော့ကျွန်တော်တို့ number 1 cargo hold ထဲကိုလိုက်ပြမှာဖြစ်ပါတယ် number 1 cargo hold ကကျွန်တော် data ချင်းလုပ်လို့ပြီးသွားပြီဆိုတော့ကျွန်တော်ကဒီ cargo ချတဲ့အချိန်မှာပေါ့နော်ဒီ cargo hold ထဲမှာ damage ဖြစ်မဖြစ်ပြီးလို့ရှိရင်ဟိုပါပေါ့နော်ဓာတ်ပုံရိုက်ဖို့ကျွန်တော်ရောက်နေတာပဲဖြစ်ပါတယ်ဓာတ်ပုံရိုက်ပြီးတော့ကျွန်တော်တို့ကရုံးကိုပို့ပေးရတယ်ပေါ့နော်အဲကြောင့်မလို့ကျွန်တော်ဓာတ်ပုံကိုဒီတောက်ပေါင်းစုံကနေပြီးကျွန်တော်ဓာတ်ပုံရိုက်တယ်ရိုက်ပြီးတော့လို့ရှိရင်ကျွန်တော်တို့ကရုံးကိုပို့ရတယ်ဒီမှာကဟိုရလာပြီကောင်းတယ်ဟိုနဲ့ပါတယ်granite ရှာတာမဟုတ်တဲ့အတွက်ကြောင့်ကာဂိုဟိုကလည်း damage ကမဖြစ်ဘူးဗျတော်တော်လေးကိုကောင်းတယ်ဂျပန်မှာကုန်ကြတာဘာ damage မှမဖြစ်ဘူးပြီးလို့ရှိရင်ဒီကာဂို residue တွေကလည်းနည်းနည်းလေးမှနည်းနည်းဆိုမှနည်းနည်းပဲကျန်တယ်ဒီမှာကြည့်ဒါပုံစံကြီးကိုတမျက်စိလေးထားတယ်အဲ့လောက်ပဲကျန်တာဆိုတော့အရန်အဆင်ပြေတယ်ပေါ့နော်ဒီမှာကာဂိုချရတာပြီးလို့ရှိရင်ဒီမှာကျွန်တော်ကြည့်ရတဲ့လောက်ကတော့ဘာ damage မှလည်းမဖြစ်ဘူးဒီကျွန်တော်နောက်မှာကျတော့ဒီက particle တွေကပါဒီဘက်မှာကျတော့Aussie တွေကပါကြောင်လေးတွေကပါကျွန်တော်ဟိုပြောတာမြန်မာလိုပြောမယ်ဆိုရင်အဲ့လိုမျိုးပေါ့နော်လေကနှစ်ခုရှိတယ်အခုကျွန်တော်ကဓာတ်ပုံစပြီးတော့ရိုက်မှာဖြစ်ပါတယ်ပြီးလို့ရှိရင်ကျွန်တော် back camera နဲ့တိတိကျကျဗီဒီယိုရိုက်ပြီးတော့ပြပါမယ်အားလုံးကျေးဇူးတင်ပါတယ်Aussie လေးကနေပြန်တက်လာပေါ့နော်ခုနကအစင်းခုကတက်လာမောတော့မောတယ်ဒါပေမဲ့မမောလေးစခံလုပ်တယ်လို့စိတ်ထဲမှာထားလိုက်လို့ရှိရင်မောတော့အဲ့လိုပဲဒီကနေ့တစ်ခေါက်ကကာဂို9ပေါက်လုံးကျွန်တော်တယောက်တည်းအသက်အစိမ့်နဲ့ဓာတ်ပုံရိုက်ခဲ့ရတာဆိုတော့ကျွန်တော်မမောဘူးဟိုမှာအဲ့ဒီတဲ့ Oh my god